ခရင်နဲ့ချက်ကြောကြိုက်တယ်ထညက်နဲ့ပဲလို့ကြိုက်တယ်ညမြေကကုံလုံးကြိုက်တယ်ညာသူလေးမင်းလေးကြိုက်တယ်အေးတယောက်လိုဆိုးလွယ်တဲ့သူဆွဲလန်းနေမကွဲတဲ့ချစ်မတဲ့ညာမလေးသူဒီဗီဒီယိုလေးကိုမစခင်ကျမတတိပေးချင်တာတစ်ခုကတော့ကိုကအရန်ကိုကြောက်တတ်တယ်ဆိုရင်တော့မကြည့်ဖို့ပဲပြောချင်ပါတယ်။ဘာလို့လဲဆိုတော့ဒါကလာပူပူရဲ့ကြောက်စင်ဟာတာယာနေတဲ့ညလေးတညမှာတော့အယုတ်ဆိုင်ကြီးကြီးကညအချိန်ရောက်တာတောင်ဆိုင်ဖွင့်ထားတော့မှာပဲ။အဲ့ဒီဆိုင်ထဲတော့ကားကြီးတစ်စီးကိုမောင်းပြီးလူတစ်ယောက်ရောက်လာခဲ့ပါတယ်။ရောက်လာတဲ့သူကတော့နီဟိုလို့ခေါ်ပါတယ်။ဆိုင်ရကောင်မလေးကတော့မင်္ဂလာပါရှင်။ဘာအယုတ်များရှာနေလဲမသိဘူးရှင်။ကျွန်တော်လူချင်တဲ့အယုတ်ကလေကျွန်တော်တေချာမသိဘူးဗျာ။အခုဝယ်ပေးမှကျွန်တော်သမီးလေးအတွက်ဝယ်ပေးချင်တာ။သမီးလေးက8နှစ်တော့ရှိပြီ။ဘလို့အယုတ်ဝယ်ပေးပိုကောင်းမလဲ။ညီမလေးကပိုသိမယ်ထင်တယ်ဗျာ။အော်ဟုတ်ညီမသိပြီ။ညီမနောက်လိုက်ခဲလိုက်။အခုသမီးအတွက်အဆင်ပြေမဲ့အယုတ်တွေအများကြီးပြပေးမယ်။အဆင်ပြေတာတခုယူပါအခု။ကောင်းပြီဗျာ။ညီမလေးကိုပဲအားကိုးရတော့မယ်။ဒီနောက်မှာတော့နေဟုတ်လေ။ကောင်မလေးခေါ်တဲ့နောက်ကိုလိုက်သွားပါတော့တယ်။အခုသမီးအတွက်ဆိုရင်ဒီလာပူပူအယုတ်လေးယူပါလား။လောလောဆယ်ဒီအယုတ်လေးကနာမည်လေးကြီးတယ်။ပြီးတော့အခုသမီးလေးလည်းကြိုက်လောက်တယ်လေ။ဟုတ်ပြီဗျာ။ဒီအယုတ်လေးကိုယူမယ်။တန်းနဲ့ဈေးကဘယ်လောက်လဲဗျာ။ဟုတ်ဒီအယုတ်လေးက10သိန်းပါပဲရှင်။အိုးဈေးကြီးရဲ့နော်။ဟုတ်တယ်ရှင်။ဈေးကြီးဆိုဒီအယုတ်ကနာမည်လေးကြီးနေတာမလို့ပါ။တာတောင်ဒီတယုတ်ပဲကြံတာ။အကူကကန်ကောင်းသွားတယ်ပြောရမယ်။ဒီအယုတ်တွေကကုန်တာမြန်တယ်လေ။ကောင်းပြီဗျာ။နာမည်ကြီးရမကြီးတာတွေတော့ကျွန်တော်လည်းမသိပါဘူးဗျာ။ဒါပေမဲ့ယူလိုက်မယ်။ညီမလေးကတော်တော်ဈေးအောင်တက်တာပဲ။ကျေးဇူးပါရှင်။ကောင်တာမှာငွေရှင်းရအောင်နော်။ဒီနောက်မှာတော့ဆိုင်ရကောင်မလေးလည်းငွေလက်ခံဖို့လုပ်ပြီးနောက်ဆုံးမှာတော့နီဟိုလည်းငွေရှင်းပြီးသွားပါပြီ။သူလည်းဆိုင်ကအေးစီပဲထွက်သွားခဲ့ပါတော့တယ်။ဒါပေမဲ့နီဟိုတယောက်အဲ့ဒီဆိုင်ကထွက်သွားပြီးတဲ့နောက်တော့ကောင်မလေးကပုံမှန်မဟုတ်တာတွေဖြစ်လာခဲ့ပါတယ်။အကြောင်းကတော့ဒီအယုတ်ဆိုင်ကတာမန်အယုတ်ဆိုင်မဟုတ်ပဲနတ်ဆိုးအယုတ်ဆိုင်ဖြစ်နေလို့ပါပဲ။နီဟိုရဲ့အိမ်မှာတော့သူ့ရဲ့သမီးဖြစ်သူမိနီနဲ့အမေဖြစ်သူချယ်ရီတို့ကနီဟိုပြန်အလာကိုစောင့်နေကြတာပါ။မွေးနေ့ကိတ်ကြီးလည်းသူတို့ရှေ့မှာချထားကြတာပေါ့အဖေကလည်းအခုချိန်နေပြန်မလာသေးဘူးဒီနေ့ကသမီးမွေးနေ့ဆိုတာအဖေသိအောင်သိရလားမသိဘူးဖြည်းဖြည်းပေါ့သမီးရဲ့အဖေသမီးရဲ့မွေးနေ့ကိုဘယ်တော့မှမေးလို့လဲလာမှာပါခဏစောင့်ကြတာပေါ့2000 years later နှစ်ပေါင်း2000လောက်ကြာသွားပြီးတဲ့နောက်တော့တကားဘဲလ်တန်ကိုစကြားလိုက်ရပါပြီကဲသမီးအဖေတော့ပြန်လာပြီထင်တယ်သမီးဒီမှာပဲစောင့်တော့အမေတကားတော့ဖွင့်ပေးအောင်မယ်အဖေပြန်လာပါပြီ